မင်းတီရဲတသေးလေးထဲမှာမင်းနေတွေမင်းတမုတ်တရားကြီးရတော့မင်းတီလာမှာမဟုတ်ဘူးရာစုနဲ့တစ်ခုစားတော့မရှိတဲ့လူတက်တန်းတတိုးလေးမှာမင်းတီရဲလေးထဲမှာပဲတာယာနေတော့မှာလားစကြဝဠာကြီးတစ်ခုလုံးနဲ့ရှင်မြူမုံတော့ပဲရှိတဲ့ကဘာလေးမှာမင်းရောက်ရဲနေတော့မှာလားမင်းရဲလေးတရားနဲ့တမုတ်တရားစီခုံထွက်ဖို့အတွက်မင်းမစွန့်စားခြင်းစိတ်တစ်ခုလေးပဲလို့လေ ငါတို့ဒီကဘာထွက်သွားရင်အသက်ရှင်မယ်လို့မပြောနိုင်လို့လား ဟာမင်းတို့ငါတော့ယုံကြည်ပြီးလိုက်ခဲ့စမ်းမ ငါမျိုးယုံနေတာကြီးမင်းတို့ပြောတာငါအားလုံးကြားပြီးတော့အဆွန်စားဖို့တင်မယ်မင်းတို့ဘာဆွန်စားမှမရှိရင်ဘာမှဖြစ်လာမှာမဟုတ်ဘူးတာကြီးတို့ငါတို့သူတို့ဆွန်စားကြရအောင်ကွာ ငါလည်းမင်းတို့နဲ့လိုက်ခဲ့မယ်ဟဲ့လာစမ်းမဘရိုရဒီမှာဆက်နေလို့လည်းဘာမှဖြစ်လာမှာမဟုတ်မင်းကသူတို့အကြောင်းတွေသိနေရဆိုတော့မင်းလည်းသူတို့လိုကြိုးတော့မဟုတ်ဘူးလို့ဘယ်လိုပြောနိုင်မှာ မင်းမိကောင်ပေါ့အရွယ်ထဲကယူယူမှုဆွဲလန်းခဲ့တဲ့မင်းသမီးတယောက်မင်းခုချိန်ကြီးမမေ့နိုင်သေးဘူးမလားမင်းနဲ့ရွယ်တူတော်များများမိမတွေယူကလေးတွေမွေးနေတဲ့အချိန်မှာမင်းကတော့စိတ်သက်သမားတယောက်ဟောလိဝုဒ်မင်းသမီးတယောက်ဆွဲလန်းပြီးရင်လေးယူနေတော့မှာတာမန်လူသားတယောက်ကတော့အပြင်မှာတွေ့ဖို့မဖြစ်နိုင်ဘူးလို့ခံယူထားတဲ့မင်းဒီကဘာဘောဘွားကြီးကိုမင်းဘာများသတ်မှတ်နေသေးရလဲ ဒါပေမဲ့ မင်းအပြင်မှာသူနဲ့တွေ့ခွင့်ရအောင်ငါလုပ်ပေးနိုင်တယ် ဟမ် ဒီရင်နဲ့ဆိုအလင်းနဲ့တန်ပေါင်းများစွာဝေးတဲ့နေရာတွေကိုတော့မိနစ်ပိုင်းတော့ရောက်သွားနိုင်တယ်ဒီကဘာဘောဘယ်နေရာမှာဆိုမျက်စိတမိတ်အတွက်ရောက်ပို့ပေးနိုင်တယ်ဟောဒီကဘာမတော့ခင်မင်းရဲ့မင်းသမီးရှိမဲ့နေရာသွားပြီးမင်းတို့သူနဲ့တွေ့လို့ရအောင်အရင်လုပ်ကြတာပေါ့နောက်ပြီးမင်းတို့ဒီကဘာဘောတခြားသွားခြင်းတဲ့နေရာတွေသွားပြီးမှထွက်ကြတာပေါ့ကွာ မင်းအခုပြောနေရတယ်တခုမှယုတ်တိမရှိဘူးမြင်နေရတဲ့ဟာတွေယုတ်တိမရှိဘူးယုတ်တိရှိတာပါတယ်ဆိုတာငါမစဉ်းစားတတ်တော့ဘူးဘာမှကြည့်မဆိုင်တော့ဘူးကွာအားလည်းမင်းတို့နဲ့လိုက်တော့မှာ